ထွက်ကန်တောင်းဒီလေချုပ်ပြီးသွားပြီဆိုတော့တိုင်နေမှာပေါ့ဟိုတယ်လေးရောက်ပြီးမီးရိုးရဲ့ဟိုဟာမိဘရဲ့နည်းနည်းဆွေးနွေးတစ်ခက်ပြီးလူကြီးရဲ့မျိုးရဲ့နည်းနည်းဆွေးနွေးနော်ဒီခက်ပြီးကြည့်ကြပါအကလေးကနည်းနည်းချက်ပြီးနော်ဟိုတယ်လေးရောက်ပြီးဆိုတော့ဝင်လို့ရတယ်ဟိုချင်တယ်
လေးထမှာပြကျေတာပဲဟဲ့โอเคโอเคဟိုနင်းပဲโอเคငါကြိုက်တယ်နေမယ်ဒီဟိုတယ်လည်းမပေါ်ဘူးထည့်လိုက်တယ်အင်ခန့်တော့ဒီမှာကမန်ဒေးကိုအားလိုက်တာငါရောဒီကောင်ကဒီမှာရှိတော့ဒီကနေ့တော့ဒီကနေ့ကျေရောကျေတယ်ဒီမှာခင်းနေတယ်ဒီရဲ့လိုချင်တယ်ဒီတော့ဒီကတော့အခန်းကတော့ဒီဆိုင်ကအဲ့ဒါအရင်ချောရတယ်နေလို့တော့ချောပြနေတော့အရင်ချိတ်တာပဲโอเคဒီလိုကြောင့်အင်းကြီးလေးတယ်အိမ်နာတဲ့တော့ကောင်းတယ်အကြမ်းငါဒီကိုယ်တည်းမှာအရင်ဖြစ်နေတယ်အနေဖြစ်နေတယ်အနေဖြစ်ချက်ပြီးတော့ဆိုရင်ဖြစ်တယ်တော့နားလိုက်နေပါနော်ဒီဟိုတယ်ပေါ်ပဲဟိုနောက်ဖြစ်လိုက်တော့မယ်လေဟိုငါဆုံးတော့အားလုံးပဲမျိုးရဲ့အားလုံးပဲမျိုးဗီဒီယိုကြာရင်လည်းlike and follow လေးလက်ခဲ့အောင်နော်နောက်ပြီးဒါပုံဝဲရှိတယ်လို့ပတ်တူကိုကြည့်ကြည့်ရင်ပတ်တူကိုကြည့်ကြည့်လဲ like နဲ့